ဒီကနေ့တော့အင်္ဂလိပ်စာမှာအရန်အသုံးဝင်တဲ့ sentence ရင်းနှီး pattern လေးတစ်ခုကိုပြောပြပါမယ်အဲ့ဒါတော့ကျွန်တော်တို့ double comparative pattern လို့ခေါ်တယ် the sooner the better မြန်လေကောင်းလေပဲ the more the merrier လူများလေပိုပြီးပျော်စရာကောင်းလေအဲ့ဒီလို sentence မျိုးပေါ့နော်အဲ့ဒါမျိုးကိုကျွန်တော်တို့ဗမာလိုတော့လွယ်လွယ်ကူကူလေလေဝက်ကြလို့ခေါ်တယ်တခုခုဖြစ်လေတခုခုဖြစ်လေဆိုတော့ရှေ့က condition တစ်ခုက change သွားတယ်ပြောင်းလဲသွားတယ်ပေါ့နော်ရှေ့ကတစ်ခုကပြောင်းလဲသွားလေနောက်ကတစ်ခုကလည်းပြောင်းလဲသွားတယ်ဆိုတဲ့သဘောအဲ့ဒါကိုပြောတာဖြစ်တယ်အဲ့တော့ the earlier you wake up the more time you have အိယာစောစောထားလေမိမအချိန်နေပိုရှိလေ the more you practice English the better you speak အင်္ဂလိပ်စာပိုပြီးလေ့ကျင့်လေမင်းပိုပြီးကောင်းကောင်းပြောနိုင်လေပဲအဲ့တော့ဒါလေလေဝက်ကြပါတော့တစ်ခုခုကိုလုပ်လေနောက်တစ်ခုမှလည်းတစ်ခုခုဖြစ်လေဒီလေလေဝက်ကြတွေ double comparative sentence pattern တွေရဲ့ structure ကြတော့သူကရှေ့မှာတည်ရှိသည်ထက်ကိုထည့်ရမယ်ဒီပြီးတာနဲ့ comparative adjective ပေါ့နော်အဲ့တော့ comparative adjective ကတော့တချို့မှတ်မိလိမ့်မယ်ကျွန်တော်တို့ good better best ဆိုတော့ဒုတိယဟာဒီ comparative degree ဖြစ်တယ် better now early earlier earliest ဆိုရင်ဒုတိယဖြစ်တဲ့ earlier ဒီ comparative degree နော်အဲ့တော့ happy happier happiest soon sooner soonest အဲ့တော့အဲ့ဒီဒုတိယစကားလုံးတွေဖြစ်တဲ့ comparative degree နဲ့ကျွန်တော်တို့သွားတာဖြစ်တယ်အဲ့တော့ the plus comparative ပြီးရင် comma ခံမယ်ပြီးလို့ရှိရင်ဒုတိယပိုင်းအနေနဲ့ the plus comparative အဲ့လိုသွားမယ်ပေါ့နော်ပြီးဒီအဆက်လေးနေရာမှာတော့သူကဘာဖြစ်တာလဲ subject တွေ verb တွေသူကပါလာမယ်အဲ့တော့ the earlier you wake up ဆိုတော့ the earlier က comparative degree ဖြစ်တယ် early earlier earliest တွေကဒုတိယစလုံးပြီးတော့မှ you က subject wake up က verb ပေါ့နော်ပြီးရင်ဒီဒုတိယပိုင်းမှာကျတော့ the more ပေါ့နော် time you have ဆိုတော့ဒီမှာကျတော့ comparative degree အနေနဲ့ more ကိုသုံးထားတယ် the more you practice English the better you speak ဆိုတော့လေဒီလိုပဲရှေ့က more ဒီ comparative degree နောက်က better ဒီ comparative degree ဖြစ်တယ် the harder you work the more money you earn မင်းအလုပ်ပိုကြိုးစားလေပတ်စံနေပိုပြီးရှာနိုင်လေပဲနောက်တစ်ခုသိရမှာတော့ short expression တွေ short expression ဆိုတာကျွန်တော်တို့ sentence ကိုအပြည့်မပြောတော့ဘူးအဲ့တော့သူ native speaker တွေကတော့ subject တွေ verb တွေကိုဖြုတ်လိုက်တယ်တချို့ sentence ပေါ့နော်တချို့ကတော့ဖြုတ်လို့မရဘူးတချို့ဖြုတ်လို့ရတယ်အဲ့တော့ the sooner we start the better it is စောစောစလေအဲ့ဒါကောင်းလေပဲဆိုတော့ဒီ sentence မှာကျွန်တော်တို့ဖြုတ်လိုက်ပြီးတော့ the sooner we start ကိုဖြုတ်လိုက်တယ်ပြီးရင်ဒုတိယပိုင်းက the better it is ကိုဖြုတ်လိုက်တယ်ဒါ spoken English မှာသူဖြင့်အဲ့လိုပြောတယ်ပေါ့နော်ပြီးရင် the more people come လူများများလာလေ the merrier it is ပိုပြောကြကောင်းလေပဲဆိုတဲ့သဘောအဲ့တော့ the more the merrier အဲ့လိုပြောကြတယ်ဒီလေလေဆိုတဲ့ပုံစံနဲ့ပြောထားတဲ့အင်္ဂလိပ်စကားပုံဆိုရိုးစကားအဟောင်းတွေရှိတယ်ပေါ့နော် the nearer the bone the sweeter the meat အယိုးနားမှာနီးလေအသားဟာချိုလေပဲဒါအင်္ဂလိပ်ဆိုရိုးစကားပေါ့ပြီးရင် the closer the truth the more uncomfortable people feel အမှန်တရားပေါ်ပေါက်လာဖို့နီးစပ်လာလေလူတွေကဘယ်လိုခေါ်မလို့တုံ့လှုပ်ခြောက်ခြားလာလေပဲလို့အဲ့လိုပြောချင်တာဖြစ်တယ်ဒီမှာနောက်တစ်ခုလေးပြောချင်တာကျတော့ तू ကအမြဲတမ်းတစ်ခုခုတိုးလာလေတစ်ခုခုကတိုးလာလေအဲ့လို positive ကြီးပဲဖြစ်เสียမလို့เนาะအဲ့တော့ဒါကများလာလေဟိုကောင်ကများတာလည်းဖြစ်နိုင်နည်းတာလည်းဖြစ်နိုင်တယ်အဲ့တော့အဲ့ဒါကြောင့်ဒီမှာကျတော့တချို့က the more the less pattern လို့လည်းပြောတယ်ဒါအဓိပ္ပာယ်ကအတူတူပဲ pattern လည်းအတူတူပဲ the more you exercise the less pain you feel ဆိုတဲ့သဘောကမင်း exercise လေ့ကျင့်ခန်းပို့လုပ်လေကိုနာကျင်ခံစားမှုနည်းသွားလေပဲအဲ့တော့ဒီမှာများလာတယ်နောက်မှာနည်းသွားတယ်အဲ့တော့ဒီ pattern ကရှေ့ကများရင်နောက်ကများတာမှလည်းသုံးလို့ရတယ်ရှေ့ကများလို့နောက်ကနည်းတာလည်းသုံးလို့ရတယ်အဲ့တော့ဘယ်လိုသုံးရတာပေါ့နော်အဓိကတော့ဒီဘက်ကပြောင်းလဲလေဒီဘက်မှာလည်းပြောင်းလဲလာလေဆိုတဲ့ပုံကိုပြောချင်တာဖြစ်တယ်အဲ့တော့ the more you practice English the less nervous you become ဆိုတော့ကိုကအင်္ဂလိပ်စာကိုပိုပြီးလေ့ကျင့်လေတကယ်ပြောရတဲ့အချိန်မှာတုံ့လှုပ်မှုနည်းလေပေါ့နော်အဲ့တော့ the more you read စာဖတ်လေ the less difficult the exam is စာမေးပွဲကလွယ်သွားလေပဲပေါ့နော်အဲ့တော့ဒီ pattern လေးကတော့ရိုးရှင်းတယ်ဒီလောက်ပါပဲအဲ့တော့ mini exercise လေးလုပ်ကြည့်လိုက်ပါ mini exercise အနေနဲ့ကတော့ရှေ့မှာ3ခုပေးထားတယ် the more you read စာပိုဖတ်လေ
the earlier you go to bed မင်းအိပ်ရာကိုစောစောသွားလေစောလေပေါ့နော်အိပ်ရာဝင်စောလေ the harder you study မင်းစာပူစူးစမ်းလေဒီဘက်ကဘာဖြစ်မလဲပေါ့နော် ABC ဒါလေးနဲ့1 2 3နဲ့ကိုတွဲပေးပါ the better you feel မင်းနေလို့ထိုင်လို့ပိုကောင်းလာမယ် the better your results မင်းရဲ့ရလဒ်တွေပိုကောင်းလာမယ် the smarter you become မင်းပိုတော်လာမယ်